မင်္ဂလာပါဒီနေ့မှာတော့တရားအကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်တရားမှာကောင်းကျိုးဆိုးကျိုးနှစ်ခုလုံးရှိပါတယ်ကျွန်တော်တို့လည်းကြိုက်ပါတယ်ကျွန်တော်တို့ငငယ်ရဆိုတရားကိုအရန်ကြိုက်နေတတ်ပါတယ်ကြီးသီးနဲ့ရောပြီးတော့ဖြော်တောက်ခဲ့ကြရတယ်မှတ်မိပါတယ်တရားဆိုတာကတော့ငငယ်လေးရပြီးတော့တေတဲ့အထိသုံးဆွဲသွားရမယ်အာဟာရဓာတ်လည်းဖြစ်ပါတယ်ဓာတုအမည်အနေနဲ့ကတော့ sucrose လို့ခေါ်ပါတယ်ဓာတု formula ကတော့ C12H22O11 ဖြစ်ပါတယ်အဲ့ဒါတွေက glucose နဲ့ fructose နှစ်မျိုးပေါင်းစပ်ထားတာဖြစ်ပါတယ်ခန္ဓာကိုယ်ထဲမှာတရားကိုစားထားလို့ရှိရင်အစာချေစနစ်ကခွဲထွက်ပြီးတော့ glucose နဲ့ fructose ဆိုပြီးတော့ဖြစ်သွားပါတယ် glucose ကသွေးထဲကိုရောက်သွားပြီးတော့ခန္ဓာကိုယ်အားတွေဖြစ်စေပါတယ်အုံနောက်နဲ့အာယုံကြောကတော့အဲ့ဒါတွေအလုပ်လုပ်ဖို့အတွက် glucose ဓာတ်ကမရှိမပြေလိုအပ်ပါတယ်သွေးကြောထဲမှာရှိတဲ့ insulin hormone ကနေပြီးတော့သွေးတွေက glucose ကိုဆဲတစ်ခုဆဲထဲကိုထည့်ပေးပါတယ်ထည့်ပေးပြီးတော့အားအဖြစ်ပြောင်းလဲပေးပါတယ်တရားရဲ့ကောင်းကျိုးတွေကိုပြောပြရမယ်ဆိုရင်တော့ခန္ဓာကိုယ်အတွက်အားအင်အမြန်ပြည့်စေတယ်ဒါကြောင့်မလို့ကျွန်တော်တို့အပြင်မှာဝယ်လို့ရတဲ့ glucose ဆိုတဲ့နေရာတွေကကျွန်တော်အားမြန်ပြည့်ဖို့အတွက်တောက်သုံးကြတာဖြစ်ပါတယ်ဘယ်လိုလူတွေမှာပို့ပြီးအားအပြည့်မြန်တယ်လဲဆိုရင်အားသာသမားပင်ပန်းနှွမ်းနေတဲ့အချိန်တွေမှာအကျိုးရှိပါတယ်နော်အစားအစာတွေမှာလည်းတရားကိုထည့်ပေးခြင်းအပြင်အရသာကိုပို့ပြီးတော့ကောင်းစေပါတယ်တရားရဲ့ဆိုးကျိုးကိုပြောပြရမယ်ဆိုရင်တော့တရားကိုအလွန်အကျွံစားမိမယ်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်အလွန်အန္တရာယ်ရှိပါတယ်အဝအလွန်ခြင်းတရားစားတာများသွားရင်အစီအဖြစ်တူလောင်ပေးပြီးတော့ပို့ပြီးအဝသွားစီပါမယ်စီဂျိုယောဂတွားပိုးပေါက်ယောဂနှလုံးသွေးကြောယောဂအသေးအစီဖုံယောဂတွေပြီးတော့စိတ်တိခက်လွယ်ခြင်းစတဲ့ယောဂတွေဖြစ်တတ်ပါတယ်တရားနဲ့သက်ဆိုင်တဲ့ယောဂတွေကိုပြောပြရမယ်ဆိုရင်အဝလွန်ခြင်းစီဂျိုယောဂသွေးတိုးယောဂနှလုံးသွေးကြောခြင်းယောဂအသေးစီဖုံယောဂတွားပိုးပေါက်ခြင်းယောဂစတာတွေကိုခံစားရတတ်ပါတယ်ဒါပေမဲ့တရားဟာလူတွေအတွင်းမရှိမဖြစ်အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်မစားလို့လည်းမရပါဘူးဒါပေမဲ့အများကြီးစားလို့ရှိရင်အန္တရာယ်ရှိပါတယ်တရားဟာကျွန်တော်တို့အတွက်လုံးဝဖြတ်လို့မရတဲ့အရာပဲဖြစ်ပါတယ်ဒါပေမဲ့အကျိုးရှိအသုံးချမယ်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်ကောင်းပါတယ်အလွန်ကျွံသုံးမိရင်တော့ကျန်းမာရေးအတွက်ဆိုးဝါးစွာထိခိုက်စေပါတယ် WHO ကတစ်နေ့လျင်တရားစားသုံးမှုစုစုပေါင်းကယ်လိုရီရဲ့10%အထက်မကျော်သင့်ဘူးလို့တိတိကျကျသတိပေးထားပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကိုအခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ